to lift this up towards Bruno Fernandes is a penalty and Bruno Fernandes! What a fantastic strike from the Manchester United captain! Old Trafford ကကျွန်တော်ရဲ့အိမ်မက် Bruno Fernandesဘော်ရာတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကိုအန်ပါကိုအန် Sports ကနေပြီးတော့ကြိုးဆိုပါရစေဒီဗီဒီယို YouTube အကြည့်နေဆိုရင် VPN လေးဖွင့်ပေးကြဖို့လည်းမေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ It's Bruno Fernandes then. Oh, it's a class act. He's off the mark. တကဘာလုံးက United ပရိသတ်တွေစီကိုကျွန်တော်ပြောချင်တဲ့စကားရှိပါတယ် Bruno, welcome to Manchester United. FA Cup Final ပွဲမတိုင်ခင်မှာအမှန်တရားတွေနဲ့စိတ်ထဲကစကားတချို့ကိုကျွန်တော်ပြောချင်တယ်ဒီအသီးအတွက်မလွယ်ကူခဲ့တာကိုကျွန်တော်သိပါတယ်ပရိသတ်တွေလိုချင်တဲ့စံချိန်စံနှုန်းနဲ့ကျွန်တော်မရနိုင်ခဲ့ဘူးပရိသတ်တွေအားပေးမှုတိုင်းလိုက်ဖက်ညီတဲ့စွမ်းဆောင်ရည်ကိုမပြသနိုင်ခဲ့ဘူးကျွန်တော်အနေနဲ့တေချာပေါက်တခြားသူတွေထက်တောင်းပိုရှိတယ်လို့လည်းခံစားရပါတယ် This up towards Bruno Fernandes is a penalty and Bruno Fernandes! What a fantastic strike! တကယ်ကိုမသေးတဲ့တာဝန်ကြီးမားတဲ့တာဝန်တွေရှိတယ်လို့ခံစားခဲ့ရတာပါဒီတင်းကလူမှုကွန်ရက်ပေါ်မှာစကားလုံးလှလှလေးတွေရေးနေဖို့ပဲမဟုတ်ပါဘူးကျွန်တော်တကယ်ကိုချစ်မြတ်လို့ရတဲ့အရာတစ်ခုလည်းဖြစ်ပါတယ် Bruno Fernandes won the penalty. လွန်ခဲ့တဲ့၄နှစ်ကဒီနေရာကိုရောက်လာဖို့အခွင့်ရတဲ့အချိန်ကိုကျွန်တော်ဘယ်တော့မှမမေ့နိုင်ပါဘူးအဲ့ဒီချိန်ကျွန်တော်လစ်ဘွန်ကအိမ်ထဲမှာပဲရှိနေတယ်ကျွန်တော်အေဂျင့်ကည10:00နာရီလောက်မှဖုန်းဆက်လာတယ်ဗျအဲ့ဒီချိန်ကကျွန်တော်သမီးအသက်3နှစ်လောက်ပဲရှိသေးတာမလို့အိတ်နေတဲ့အချိန်ပါကျွန်တော်တိတ်တိတ်ဆိတ်ဆိတ်အဝေလဲကန်းလေးထဲဝင်ပြီးတော့နားထောင်ခဲ့တယ်ကျွန်တော်ကစားမဘွားတစ်လျှောက်အေဂျင့်ကိုအမြဲတမ်းပြောထားခဲ့တယ်တရားခိုင်တော့အမှန်တကယ်မဖြစ်သေးတဲ့အပြောင်းရွှေ့တစ်ခုကိုမပြောပါနဲ့ကျွန်တော်စိတ်လှုပ်ရှားစရာမလိုဘူးအမှန်တကယ်တိကျမှလာပြောပါဒါကြောင့်အဲ့ဒီချိန်မှာ तू ဖုန်းဆက်လာတယ်ဆိုတာတခုခုအမှန်တကယ်ဖြစ်နေလိမ့်မယ်ဆိုတာကျွန်တော်သိသွားတယ်ကျွန်တော်တကားပိတ်ပြီးတော့ပြန်ပြောလိုက်တယ်မိကွယ်ဟုတ်လား तू ကပြန်ပြောတယ်သတင်းနားထောင်ဖို့အစီအစဉ်မယ်လားတဲ့ကျွန်တော်ပြန်မေးတယ်ဘာသတင်းလဲအသင်းပြောင်းဖို့လीဘယ်သွားမှာစပါလား United ဟာဘာမင်းနောက်နေရလားမဟုတ်ဘူးကွာအမှန်ပဲ United နဲ့ညီနိုင်တာတွေအားလုံးပြီးသွားပြီခုကျန်မင်းဆုံးဖြတ်ဖို့အချိန်မှကြံတော့တာမင်းဘာလုပ်ချင်လဲအဲ့ချိန်ကျွန်တော်ဘာမှပြန်မပြောနိုင်ပဲမျက်ရည်တွေထိန်းနေရတယ်မျက်ရည်မကျစေချင်ပေမဲ့အတန်မထွက်အောင်လဲတော်လေးထိန်းနေရတယ်။ तू ကပြန်ခေါ်တယ်။ Bruno မင်းနားထောင်နေလားဟဲ့။အဲ့ဒီမှာကျွန်တော်ဇနီးအန်နာတကားဖွင့်ပြီးတော့ဝင်လာ။ Bruno ဘာဖြစ်တာလဲအဲ့မဘာလုပ်နေရလဲ။ကျွန်တော်ပြန်ပြောလိုက်တယ်။မိကွဲငါ့ကိုဖုန်းဆက်တယ်။ तू ပြောတာ United ကငါ့ကိုလိုချင်လို့တယ်။အန်နာအန်သိပြီးတော့ပြန်မေးတယ်။ခဏနေဦးရှင်မျက်ရည်ကျနေရလား။ကျွန်တော်ကပြန်ပြောလိုက်တယ်။မသိတော့ကွာငါတကယ်ကိုပျော်နေရထင်တယ်။အန်နာတော့ငိုတဲ့သူမဟုတ်ပါဘူး။ तू ကတော်တော်လေးစိတ်ဓာတ်မာတဲ့သူကျွန်တော်ကခံစားလွယ်တဲ့သူဒီစာအုပ်ဖတ်နေလောက်မယ်ထင်ပါတယ်ကျွန်တော်လည်းသူရည်နေလောက်ပြီထင်တယ်ဗျာခင်ဗျားနေလည်းကျွန်တော်အခြေအနေကိုနည်းနည်းတော့နားလည်ဖို့လိုပါတယ်အဲ့မတိုင်ခင်တွေရာသီမှာပရီးမီးယားလိဂ်ကလပ်တွေကကျွန်တော်စိတ်ဝင်စားတယ်ဆိုပြီးတော့သတင်းချိုးထွက်ပေါ်ခဲ့မယ်အမှန်တကယ်သတင်းထွက်ခဲ့တာတော့စပါပဲရှိခဲ့တာပါအခုအဲ့ချိန်ကိုနောက်ပြန်လှည့်ကြည့်တာထူးဆန်းဆန်းခံစားရတယ်ဒါပေမဲ့အဲ့ဒီချိန်မှာတော့ကျွန်တော်လုံးဝစိတ်လှုပ်ရှားနေခဲ့တာကျွန်တော်ဘဝရီမန်းချက်တွေကတစ်ခုကပရီးမီးယားလိဂ်မှာကစားခြင်းနဲ့ဆိုတာပါပဲနောက်ပိုင်းကာလမှာကောလာလာတွေကိုနားမထောင်ဖို့စူးစမ်းခဲ့မယ်ဒီဘက်ခေတ်မှာဆိုရင်ဖုန်းတွေဆိုရှယ်မီဒီယာတွေကြောင့်ဘော်ရာတွေကသတင်းတွေတွေ့လာလို့ရှိရင်ကျွန်တော်အဲ့အကြောင်းတွေပြန်ပြောပေးမယ်ပေါ်တူဂီကကောင်လေးတယောက်အနေနဲ့အင်္ဂလန်ရဲ့ကြီးမားတဲ့ကွင်းတွေမှာကစားခြင်းနဲ့အိမ်မက်တွေကိုထပ်ထပ်အခါခါမတ်မိတာသဘာဝပါပဲနောက်ဆုံးတော့ဘယ်အသင်းနဲ့မှသဘောတူညီမှုမရခဲ့မယ်ကျွန်တော်စပိုတေးမှာအရင်ပဲပျော်ရွှင်နေခဲ့ပါတယ်ပရိသတ်တွေကအများနဲ့တသားတည်းရှိခဲ့ပြီးတော့အဲ့ဒါကျွန်တော်တို့အံ့ဩစရာနေရာတနေရာဖြစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အမှန်တကယ်လိုချင်တဲ့ရောက်ချင်တဲ့နေရာမဟုတ်သေးပါဘူးနောက်ထပ်လာနေကြာပြီးတော့ယာတီသေးစားတင်လိုက်တော့ကျွန်တော်အပြင်လောကရဲ့မဟုတ်မှန်တဲ့အပြောင်းရွှေ့ကောလာလာတွေကိုတစ်ချိန်လုံးပယ်ချနေခဲ့ရတယ်။အဲဒါကြောင့်ကျွန်တော်အေဂျင့်ကဇန်နဝါရီမှာဖုန်းခေါ်လာတဲ့အချိန်မဟုတ်ဘူးဒီက United သေချာပေါက်ပဲမင်းဘယ်လိုဆုံးဖြတ်ခြင်းလဲလို့ပဲပြောတော့ကျွန်တော်အံ့အားသိခဲ့ရတာပေါ့။နောက်တော့ကျွန်တော်အန်နာကိုပြောလိုက်တယ်။စပိုတင်းမှာကစားနေရတာအိမ်မက်တစ်ခုအနေနဲ့ခံစားနေရတယ်။ဒါပေမဲ့ဒီတစ်ခါကအိမ်မက်ဆိုတာပို့ပြီးတော့ကြီးမားတယ်။ဒါက United လေ။အဲချိန်မှာပဲကျွန်တော်အေဂျင့်မိကွဲကဖုန်းထဲမှာစကားတွေဆက်ပြောနေတော့မယ်။ကျွန်တော်ဘာမှပြန်မပြောခဲ့တာတော့ तू မသိဘူး။ तू ကကျွန်တော်တို့ United မှာရနိုင်တဲ့ခံစား권တွေကိုဆက်ပြောနေတာမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်ဘာမှမတုံ့ပြန်နိုင်ခဲ့တော့ပါဘူးနောက်ဆုံးကျွန်တော်ပြန်ပြောလိုက်တယ်မိကွေဟဲ့လူငိမ့်နေပါလားဆိုပြီးတော့ तू ပြန်တုံ့ပြန်လာတယ်ဟုတ်ပြီကွာငါ United ကိုသွားကြမယ်လို့ကျွန်တော်ပြန်ပြောလိုက်ပါတော့တယ် Welcome to Manchester United. How does it feel to sign for the club? I feel very well. I'm very happy to be here. It's an honor for me represent this club and a dream come true. အဲ့တော့ကျွန်တော်ဖုန်းချပြီးတော့အန်နာကိုဖတ်ထားလိုက်ပြီကျွန်တော်မျက်ရည်တွေကဥတီချန်မရှိတဲ့တတ်တီမရှိတဲ့မျက်ရည်တွေမဟုတ်ပဲပျော်လုံးလို့ကြားတဲ့မျက်ရည်တွေပါပဲအန်နာနဲ့ကျွန်တော်တို့အတူတူလက်တွဲလာခဲ့တဲ့အချိန်က16 18နှစ်အရွယ်လောက်အချိန်ကလေးကပါ
ကျွန်တော်အတူတူစပြီးတော့ရှိခဲ့တဲ့အချိန်ဒီမှာကျွန်တော်ကဘောလုံးသားကစားနေတာပတ်စံတစ်ပြားတစ်ချက်တောင်မရသေးပါဘူးအန်နာတော့စနေနေ့တိုင်းဖူဆယ်ပွဲတွေမှာဒိုင်လူကြီးလုံနေပြီးတော့ပတ်စံနည်းနည်းပါးပါးရနေပါပြီစနေနေ့တိုင်းကျွန်တော်ရဲ့အန်နာကဖူဆယ်ပွဲ 3-4 ပွဲလောက်ကိုဒိုင်လူကြီးသွားလုပ်ပြီးတော့နောက်နေ့တနင်္ဂနွေနေ့မှာကျွန်တော်တို့အတူတူရုပ်ရှင်သွားကြည့်ကြတယ်အဲ့ကာလမှာကျွန်တော်မှာကိုပိုင်ပတ်စံမရှိခဲ့တော့ရုပ်ရှင်လက်မှတ်ဘိုးတွေတော့မှအန်နာကပဲပေးခဲ့ရတာနှစ်ယောက်တူပြီးသားစားရင်တော့မှသူပဲပတ်စံရှင်းခဲ့ရတာလေ18နှစ်အရွယ်ကျွန်တော်အီတလီကိုပြောင်းသွားတဲ့ချိန်မှာ၄ချိန်ခွဲမှာတစ်နှစ်လောက်တယောက်တည်းနေခဲ့ရပြီးတော့အန်နာတော့သူထက်တန်းကျောင်းပြီးတဲ့ချိန်18နှစ်မှာကျွန်တော်နောက်ကိုလိုက်လာခဲ့ပါတယ်အဲ့ကလေးကစတင်ပြီးတော့ကျွန်တော်နှစ်ဦးစလုံးအိမ်မက်တွေကိုအတူတူအကောင့်တွေဖော်ခဲ့ကြတာဒါကြောင့်ကျွန်တော်မျက်ရည်တွေကကျင်းနဲ့ပျော်ရွှင်မှုရဲ့တတ်သေးပါပဲအန်နာဒီမညံမင်းအတွက်ပါပဲဦးဒီနီစ်အာဇာဒရိုက်တာငါ့ကိုခေါ်ပြီးတော့မင်းနဲ့အတူတူညသာစားပွဲမှာရှိနေချိန်မှာငါ့ကိုအသေးမှမလို့အပ်တော်ဘူးလို့ပြောတဲ့ချိန်မှတ်မိလားညသာစားပွဲမှာမထိမှတ်ထားတဲ့ပုံစံနဲ့ထွက်သွားခဲ့ရတဲ့အချိန်ဟိုတယ်ကန်ထဲမှာငိုနေတဲ့ငါ့ကိုမင်းပြောခဲ့တဲ့စကားမှတ်မိလားရှေ့ဆက်သွားစမ်းပါဒါရှင်းရဲ့အိမ်မပဲလီလို့မင်းပြောခဲ့တာလေအခုတော့ငါတို့ဘယ်နေရာကိုရောက်နေပြီလဲခက်ခဲတဲ့အချိန်တွေကငါတို့အတူတူဖြတ်ကျော်ခဲ့ဒါတွေကငါတို့မဖြတ်စည်းနိုင်ခဲ့ပါဘူးငယ်တော့ကျွန်တော်အိမ်မက်ကတခုတည်းပဲရှိခဲ့တယ်ဗျတခြားလမ်းကြောင်းတခြားစိတ်ဝင်စားကြတယ်လုံးဝမရှိခဲ့ဘူးကျောင်းမှာနေလေသာစားချိန်ရောက်တာနဲ့ကျွန်တော်စဉ်းစားတာတခုကကျောင်းကန်းတကားနဲ့အရင်ပြေးထွက်ပြီးတော့အတန်းကြီးအကောင်တွေရောက်မလာခင်ကွင်းကိုနေရာဦးလိုက်ဖို့ပဲဒီနေ့ခေတ်ကလေးတွေဖက်ရှင်ကျောင်းစဉ်းစားနေတာတွေမနေ့ကျောင်းသွားဖို့အတွက်ဘာဝိမလဲစိုးရိမ်တာတွေကြည့်ရင်လည်းကျွန်တော်တို့ရည်မိတယ်ဗျကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေအတွက်တော့အများနဲ့တူညီတာတခုရှိခဲ့တယ်ဂျင်းမောင်ဝင်မယ်ဖူဆယ်ဖနက်ယူသွားမယ်နေတိုင်းနေလေကင်းတိုင်းမှာဘွက်တော်ထဲမှာကျွန်တော်ဘောကန်ခဲ့ကြဘောမှာဘာမှစဉ်းစားမနေဘဲနဲ့ဘောလုံးပဲကန်ခဲ့ကြတာတခါတော့ကခရစ်စမတ်မှာရီဂါဒီညိုတို့ထုတ်ထားတဲ့ Nike ဖူဆယ်ဖနက်ကိုကျွန်တော်လက်ဆောင်ရခဲ့တယ်ရီဂါဒီညိုမသိရင်ခင်ဗျားတို့ YouTube မှာသွားရှာကြည့်လိုက်ဗျခုတော့ကျွန်တော်မှလည်းအဲ့ဒီဖနက်မရှိတော့ပါဘူးအမေကကျွန်တော်အိမ်ထဲမှာနေရမယ်လို့ပြောတဲ့နေ့တွေမှာတော့ကျွန်တော်ဘောလုံး PlayStation ပေါ်မှာကစားနေခဲ့တာ FIFA မဟုတ်ပါဘူး Manager Game နဲ့ PS Game တွေကိုကျွန်တော်ဆော့လိရှိတာပါ Facu Roberto Carlos Castolo Coco Minanda Master Lee ရဲ့သားစီမေးစအဖိုးကြီးတွေကျွန်တော်ဘွားကဘောလုံးကွင်းထဲမှာမရှိတဲ့အချိန်တိုင်း Manchester United ကိုဂိမ်းထဲမှာဂုံစွာနဲ့စီမံခန့်ခွဲနေခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အကျဉ်းနဲ့ဆုံးနေရာကတော့ဘောလုံးကွင်းပါပဲပေါ်တူဂီကပေါ်တိုမှာကျွန်တော်အိမ်သားကပထမဆုံးမြက်ခင်းသူကွင်းတွေကတခုရှိကျွန်တော်အဲ့ဒီကွင်းကိုအိုစင်ရှန်ကိုကွင်းလို့ခေါ်ခဲ့ကြကျွန်တော်အခုတော့မှအိမ်ပြန်သွားတဲ့ခါတိုင်းကားကိုဆက်ရက်ထားပြီးတော့တစ်ချိန်လုံးအမှတ်တရတွေကိုပြန်လဲခန်းစားခြင်းနဲ့ဗျာတားဖားနှစ်ယောက်ကွင်းထဲမှာဘုံလုံးကန်နေရတွေ့တယ်ဆိုရင်ကျွန်တော်တွေးထဲမှာတစ်ချိန်လုံးကကျွန်တော်ရခဲ့တဲ့အမှတ်တရတွေစီပြန်ရောက်သွားတယ်တငယ်ချင်းနဲ့အတူ9ယောက်စီခွဲကစားကြတယ်ဒီနေ့မှာကျွန်တော်ရိုနယ်ဒိုကျွန်တော်မက်ဆီကျွန်တော်ဒေကိုကျွန်တော်ဖီကိုဆိုပြီးတော့ပြောရင်းနဲ့ကစားခဲ့တဲ့အချိန်တွေကိုပြန်ပြီးတော့တန်းတာမိခဲ့ကြအဲ့နေရာကကျွန်တော်ဘောလုံးဆွဲမဲ့သွားစီတဲ့နေရာပဲကျွန်တော်တို့ဒီကွင်းကဘောလုံးနဲ့ပတ်သက်လို့အတန်ရှင်းဆုံးနေရာတစ်ခုပါပဲဒီနေ့ကျွန်တော်သားလေးရွယ်ရောက်လာရင်ကျွန်တော်အဲ့နေရာကိုခေါ်သွားမယ်ဗျနေ့တွေအများကြီးကြာသွားတဲ့တနေ့မှာပေါ့အဲ့နေရာကိုသားနဲ့တူကားမောင်းသွားပြီးတော့ဒီနေရာမှာအဖေတငယ်ချင်းတွေကိုရခဲ့တာလို့ပြောနိုင်မယ်ဒါမှမဟုတ်ဒီနေရာမှာအဖေရဲ့အိမ်မက်တွေစတင်ခဲ့တယ်လို့ပြောနိုင်မယ်ငယ်တုန်းကအဲ့ဒီကွင်းထဲမှာကျွန်တော်စိတ်ထဲတေးထားခဲ့တာတခုကဒီနေ့ Manchester United အတွက်ကစားမယ်ဆိုတဲ့အိမ်မက်ယူရို2004-2008 Champions League Final တွေကြောင့်ပေါ်တူဂီကကလေးတိုင်းမှာဒီလိုအိမ်မက်ရှိခဲ့မယ်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့တော့ဘယ်လိုပြောရမှန်းမသိဘူးလောဘတက်တက်မဟုတ်ဘူးကျွန်တော်တို့ရှည်လျားတဲ့ခီးတစ်ခုတစင်ချင်းစီတက်သွားဖို့လိုအပ်တဲ့အရာမျိုးခီးရှည်တစ်ခုပါပဲကျွန်တော်မအောင်မချေးမရဘူးဆိုတဲ့ခံစားချက်မျိုးရှိခဲ့ဒါကြောင့်အခု၄နှစ်ကြာမှအေဂျင့်ကကျွန်တော်ဖုန်းဆက်ပြီးတော့ United ကမင်းကိုလိုချင်နေပြီလို့ပြောလိုက်ချိန်မှာကျွန်တော်အိမ်မက်တွေကပြေဝသွားခဲ့ပါပြီကျွန်တော်တို့ Old Trafford ကွင်းမှာပထမဆုံးပွဲကလုံးဝမေးလို့မရသေးတဲ့ပွဲတစ်ပွဲပါပဲကျွန်တော်သွေးပူလေးချင်းကန်လှုပ်ဖို့ကွင်းထဲဝင်လိုက်ချိန်ကွင်းထဲမှာပြိတ္တတဝက်လောက်ပဲရှိကျွန်တော်စဉ်းစားလိုက်တာတော့အော်ဒီလိုပဲပေါ့ဒါပုံမှန်ပဲထင်ပါတယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့အဲ့နောက်ပွဲကစားဖို့ဦးမင်းလိုင်ကောင်းတွေပြန်ထွက်လာတဲ့အချိန်အဲ့ဒါတော့တကယ်ကိုလှည့်စားလိုက်တဲ့မာယာလိုပဲဗျာကျွန်တော်စိတ်ထဲသတိပြန်ဝင်မလာခင်ကျွန်တော်နားထဲမှာအားပေးတယ်နေအကျယ်ကြီးထွက်လာနောက်တစ်ချိန်တစ်ခါတည်းပြိတ္တတွေရဲ့ဟေးဆိုပြီးတော့အန်ဝန်းစရာအော်ဒန်တွေကလည်းထွက်လာကြတယ် United ဇာမာဘွားပထမဆုံးပွဲအတွက်ကွင်းထဲဝင်လာချိန်မှာတကယ်ကိုစိတ်တက်ကြွစေတဲ့ကြက်သိမ်းမွေးညင်းတွေလည်းထနေခဲ့အိမ်မက်မက်ခဲ့တာထက်တောင်ပိုပြီးတော့ကြီးမားနေတယ်တချို့ကဗီဒီယိုကြည့်ဘူးကြမယ်ထင်တယ်ဗျ။ FA ဘလာပွဲမှာလီဗာပူးနဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင်မတ်စကော့ကလေးငယ်တွေဥမင်လိုင်းကောင်းထဲမှာစောင့်နေတဲ့ပုံစံကိုပြောပြခြင်းပါတယ်။ तू ကလုံးဝအံ့ဩမြင်တတ်နေရတာ။လုံးဝငုတ်တုံမေ့နေပြီးတော့မျက်ရည်တွေပါကျနေခဲ့တာ။ဒါက तू ကြောက်နေလို့ကျွန်တော်မထင်ပါဘူး။ Old Trafford ကွင်းကြီးရဲ့ atmosphere တွေကိုခံစားနေရလို့ပါပဲ။ကျွန်တော်လည်းဖေတယောက်အနေနဲ့ကျွန်တော်ကလေးတွေမှာလည်းဒါမျိုးတူညီတဲ့မျက်နှာပုံစံတွေကိုကျွန်တော်တွေ့ဘူးလို့ပါ။ तू မစင်းစားနိုင်မလုံနိုင်ဖြစ်နေတာ။ကျွန်တော်ကဟေးဆိုရင်ကြောင်မလို့ငါလက်ကိုတွဲထား။လူကွင်းထဲဝင်အောင်လို့ပြောပေမဲ့သူမလှုပ်နိုင်သေးဒါကြောင့်လဲကျွန်တော်သူ့ကိုပွေ့ချီပြီးတော့ကွင်းထဲဝင်သွားခဲ့ရတယ်
အဲ့ဒီခိုက်တန်းကတော့ဘယ်တော့မှမေးနိုင်မှာမဟုတ်တဲ့အမတ်တရကြီးတွေပါပဲအဲ့ဒီအော်ဒန်တွေနဲ့ပရိသတ်တွေအားပေးမှုတွေကလူငုတ်တုတ်ကြီးအသက်မဲ့သွားအောင်လုံနိုင်တဲ့အထိကိုစွမ်းပါတယ်ပထမဆုံးပွဲကစပြီးတော့အင်္ဂလန်ကိုပေါ်တူဂီသားတယောက်အနေနဲ့ရောက်လာတဲ့ကျွန်တော်ကိုပရိသတ်တွေက view site နဲ့ကြိုးဆိုပေးခဲ့ကြခွေးလင်းပြောရရင်ပွဲစတာနဲ့ကျွန်တော်နားထဲမှာအရာအလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်စိတ်ထဲမှာအတွေးတစ်ခုတည်းပဲရှိတယ်ဒီညမှာအသားချဖို့ဆိုပြီးတော့အချိန်ယူနေလို့မရဘူးမင်းက United ကစားမတယောက်ဖြစ်မလားမဖြစ်နိုင်ဘူးလားဒီနေ့မှနေတက်တည်ပြဖို့လိုတယ်ကျွန်တော်ပထမဆုံးပွဲပြီးချင်းအဝေလဲခန်းထဲကိုပြောင်းတဲ့အချိန်မှာဖုန်းဖွင့်လိုက်တော့ကျွန်တော်နဲ့ညီကိုတော်တဲ့ကောင်စာပို့ထားတွေးလိုက်အဲ့တော့တော်လေးစိုးရိမ်မိသွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဖေအမေနဲ့ညီကိုတွေကျွန်တော်မိမတော်ပါသေးတယ်ဗျသူတို့ကဝေဖန်မှုတွေကိုအရင်မခံစားနိုင်ကြလို့ပါဒါပေမဲ့ message ထဲမှာကမင်းတချင်းတန်ကြားခဲ့လားလို့ပဲရေးထားတယ်ကျွန်တော်အဲ့ဒါကိုဘာလဲလုံးဝနားမလည်ခဲ့ဘာဆိုတာလဲဘာချင်းလဲလို့ကျွန်တော်ပြန်မေးလိုက်ကွင်းထဲမှာလေမင်းတို့ပရိသတ်တွေတချင်းဆိုပေးခဲ့ကြတာလို့သူကပြန်ပြောတယ်ဘလို့ကြီးလေဟာသူတို့မင်းတို့တချင်းမှာဆက်ပေးထားသေးတယ်ဟျောင်းကြီးလို့ပြောပြီးတော့နောက်ထပ်ဗီဒီယိုတစ်ခုပါပို့ပေးလိုက်အဲ့အချိန်မှာပဲကျွန်တော်နားလေသွားတော့တယ်ပထမပိုင်းနားလို့ဘားရဲသွားနေတဲ့ပရိသတ်တွေအကုန်လုံးမင်းတို့တချင်းဆိုနေကြတယ်တဲ့ကျွန်တော်တော်လေးတုံလောက်သွားတယ်ဗျာအကြောင်းရင်းကတော့ကျွန်တော်ကအဲ့အချိန်မှာစားထုံးမှာလက်မှတ်ထိုးပြီးတာ3ရက်ပဲရှိသေးတာကိုသူတို့ငါ့ကိုဘယ်လိုသိတာလဲ YouTube အမြန်လား YouTube မှာဆိုအားလုံးကအကောင့်တွေပဲပြတာတချင်းစာသားကို4ရက်အတွင်းမှာသူတို့ဘယ်လိုမျိုးဖန်တီးလိုက်တာလဲအဲ့လိုကျွန်တော်စဉ်းစားမိအမှန်တကယ်ပြောရရင်မင်းကစားတာကိုမကြိုက်တဲ့သူတွေရှိကြမှာဒါပေမဲ့မင်းကစားတာကိုကြိုက်တဲ့သူမင်းကိုချစ်တဲ့သူလက်ခံတဲ့လူတွေလည်းအများကြီးရှိသေးတယ်ခုတော့ကဘာကြီးရဲ့အခြားတစ်ဖက်မှာကျွန်တော်နံပါတ်8ဂျာစီဝတ်ထားတဲ့ပရိသတ်ကိုတွေ့တိုင်းဘာစကားမှပြန်မပြောနိုင်အောင်ကျွန်တော်မျက်ရည်ကျမိတယ်ဟောင်ကောင်နိုင်ဂျီးရီးယားကမ္ဘာပေါ်ကနိုင်ငံအများများကနေဓာတ်ပုံတွေကိုပို့ပေးကြအဲ့ဒီအချိန်တိုင်းမှာစိတ်ထဲကနေတကယ်ကိုအံ့အားသင့်မိသလိုဂုံလဲဂုံမိပါတယ်ဗျာဒီကနေ့နေရာစီမှာကျွန်တော်ကိုအသိကောင်းဆောင်အဖြစ်ခန့်ခဲ့တဲ့အချိန်ကိုခုထိတောင်မမေ့နိုင်သေးဘူးအဲ့ဒီကျွန်တော်အိမ်ပြန်ရောက်ပြီးအန်နာကိုပြောလိုက်ဒီနေ့တစ်ခုဖြစ်သွားတယ်ဘလို့ရှင်းပြမှန်းတော့မသိတော့သူကမေးတယ်ဘာဖြစ်တာလဲတဲ့ကျွန်တော်ပြန်ဖြေမိဟေးအိမ်မထဲတောင်ထဲမမှတ်ဘူးတဲ့အရာပဲမေးလို့တောင်မရတဲ့အရာဒီနေ့မှတကယ်ကိုဖြစ်သွားခဲ့ပြီအသိကောင်းဆောင်နေနဲ့ကျွန်တော်စိတ်ထဲမှာရှိတာတခုတည်းပဲဗျာကျွန်တော်ဘရူနိုဖာနန်ဒက်စ်ပီတာခြင်းတယ်နောက်ထပ်ဂန်ဝင်တယောက်မဖြစ်ချင်ဘူးနောက်ထပ်လူတယောက်လည်းမဖြစ်ချင်ဘူးကွင်းထဲမှာပဲဖြစ်ဖြစ်ကွင်းပြင်မှာပဲဖြစ်ဖြစ်ကျွန်တော်ကစစ်မှန်တဲ့ဘရူနိုပရိသတ်တွေသိတဲ့ဘရူနိုပဲဖြစ်ချင်တယ်ပရိသတ်တွေကိုကျွန်တော်ရိုးသားခြင်းတယ်ပရိသတ်တွေကလည်းကျွန်တော်တို့ကိုရိုးသားသားအားပေးခဲ့ကြတာပဲလေဒါပေမဲ့ဒီဟာဒီမှာတကယ်ကိုခံစားချက်တစ်ခုကစိတ်ပြက်စရာပဲကျွန်တော်မေးတခြား United ပရိသတ်တွေကိုမေးအားလုံးကတူညီတဲ့အဖြေတစ်ခုတည်းပဲထွက်လာကြမှာကြီးမားတဲ့နိုင်ပွဲတွေရတဲ့အချိန်မှာโอเคဒီနေ့ကစပြီးတော့အစင်းစင်းတီဆောက်သွားမယ်လို့တွေးမိခဲ့ဒါပေမဲ့အဲ့ဒီတိုင်းမဖြစ်နိုင်ခဲ့ဘူးဒီငိမ့်တဲ့ရလက်ဒီငိမ့်တဲ့ခြေစွမ်းမရှိခဲ့သလိုကွင်းထဲမှာလည်းတိုးတက်မှုအများတန်းမပြသနိုင်ခဲ့ပါဘူးဒါကြောင့်ကျွန်တော်အခုထပ်ပိုကောင်းတဲ့နဲ့အသင်းမော်ချင်းချင်းအတွက်အသင်းအတွက်ပြီးတော့ပရိသတ်တွေအတွက်ပေါ့အဝေးဝင်းမှာလိုက်ပါအားပေးတဲ့ပရိသတ်တွေကတကယ်ကိုအံ့ဩဖို့ကောင်းနေဗျာခရစ္စတယ်ဘဲလစ်အိမ်ကွင်းမှာ4စီးနဲ့ရှုံးသွားတဲ့နေ့ကတော့ပရိသတ်တွေကလုံးဝစိတ်မပြတ်ပဲနဲ့အပြည့်အဝအားပေးခဲ့ကြတာအဲတုန်းကကျွန်တော်ဒဏ်ရာကြောင့်ကွင်းထဲဝင်မစားနိုင်မဲနဲ့အိမ်မှာပဲကျွန်တော်ကြည်နေရကျွန်တော်တကယ်ယူမတက်ခံစားခဲ့ရတာအဲ့အတွက်ကျွန်တော်မိမနဲ့ကလေးတွေကိုလည်းကျွန်တော်တောင်းပန်မယ်ဒါပေမဲ့အိမ်ထဲမှာထိုင်နေတဲ့ပရိသတ်တွေအော်ဆိုနေတဲ့အကြားတဲ့အချိန်မှာတော့တကယ်ကိုစိတ်ထဲမှာကွင်းထဲမှာရှိကျင်နေဗျာပရိသတ်တွေရှိမှမတ်တက်ရက်ပြီးတော့ဒါကိုခံယူမယ်ပြီးရင်သူတို့ကိုကျေးဇူးတင်ကြောင်းပြောမယ်ကျွန်တော်အဲ့လိုခံစားခဲ့ရတယ်အခုလိုမျိုးဒဏ်ရာတွေရလတ်ဆိုးတွေကြားထဲမှာပဲပရိသတ်တွေကကျွန်တော်တို့ကိုစိတ်မပြတ်သွားမယ်နဲ့အချိန်ပြည့်ဇက်တိုက်အားပေးနေခဲ့တယ်ဒီခက်ခဲတဲ့ຢာတီပြီးသွားတဲ့အခါကျွန်တော်အတင်းတို့ပို့ပြီးတော့ပေးဆက်ဖို့တာဝန်ရှိပါတယ်အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်စတင်ရမယ်မနေ့ပြန်စရမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့မန်စီးနဲ့ FA ဘလာဖိုင်နယ်ပွဲမှာကျွန်တော်အားလုံးအစွမ်းကိုပေးဆက်ရမယ်ကျွန်တော်ရှေ့ဆက်သွားနိုင်ဖို့အပြောင်းလဲတွေလုပ်နိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကဘာမှအကြိုက်ဆုံးຢာကအိုထဘုတ်ကွင်းထဲမှာလမ်းလျှောက်ဝင်လာတဲ့အခိုက်အတန့်ပါပဲကျွန်တော်ဒီသင်းကနေမထွက်ချင်ဘူးဒီသင်းကကျွန်တော်တို့အိမ်မက်အသင်းတစ်သင်းပါကျွန်တော်မျှော်လင့်ချက်တွေကလည်းအသင်းရဲ့မျှော်လင့်ချက်တွေနဲ့ကိုက်ညီခြင်းနဲ့ United ပရိသတ်တယောက်လောက်ကိုမေးကြည့်လိုက်ပါမှတ်ပေးချန်ပီယံဆုကိုစိန်ခေါ်ခြင်းနဲ့ချန်ပီယံလိပြိုင်ပွဲကစားခြင်းနဲ့ဖလားပွဲဒီမှာအမြဲတမ်းဖိုင်နယ်တက်ခြင်းနဲ့ကျွန်တော်လိုချင်တာလည်းဒါပဲလေအသင်းဘက်ကလိုချင်တာတွေလည်းဒါပါပဲပရိသတ်တွေလည်းထပ်တူပါပဲသူတို့နဲ့ထိုက်တန်တာလည်းဒါတွေပါကျွန်တော်တောင်းတနေအရာတစ်ခုတည်းပဲဗျာဒီညမှာဆက်ပြီးတော့ကျွန်တော်တိုက်ပွဲဝင်ခြင်းနဲ့ကျွန်တော်မိသားစုတောင်ဒီညမှာဆက်နေခြင်းကြခင်ဗျားစိတ်ထဲမှာဟာဟေးဒီကောင်အမှန်ပြောနေအောင်ဟုတ်ရဲ့လားလို့တန်တရားတစ်ချက်လောက်ရှိမယ်ဆိုရင်ကျွန်တော် Spotify မှာပြန်ပြန်လန်းနားထောင်နေတဲ့ချင်းကိုကြည့်လိုက်အဲ့ဒါတက်တည်ပဲကျွန်တော် United ကိုရောက်လာတဲ့အချိန်ကျွန်တော်သမီးမာတီဒီက3နှစ်ပဲရှိသေးတယ်ကျွန်တော်သားခွန်ကာလိုကမွေးတော်မမွေးသေးဘူးမာတီဒီကအဲ့ချိန်မှာဘုံလုံးသဘောကျနေပြီကျွန်တော်အမြဲတမ်းလက်ကိုနားမှာကပ်ပြီးတော့မကြားပါဘူးဆိုတဲ့အောင်ပွဲခံကလည်းကျွန်တော်သမီးလေးကြောင့်ပဲဒါလည်းအားလုံးသိကြမယ်ထင်ပါတယ်
သူ့ကိုကစားသားရုပ်တွေပြန်သိမ်းခိုင်းလိုက်ဘာလဲမကြားပါဘူးဒယ်ဒီမကြားအောင်လို့နားပိတ်ပြီးတော့ပြောလိရှိအဲ့ဒါကြောင့်ကျွန်တော်ဂိုးသွင်းပြီးတော့အဲ့ဒီလိုအောင်ပွဲမခံမိတဲ့အချိန်တွေမှာသူကဒယ်ဒီဘာဖြစ်တာလဲမေ့သွားပြီလားဒယ်ဒီကသမီးကိုမေ့သွားပြီလို့သူကစိတ်ကောက်တော့တာပဲသူကကျွန်တော်ပွဲတိုင်းကိုလိုက်ပြီးတော့ကြည့်ခဲ့တာအချိန်တွေကုန်တာမြန်လိုက်တာများဗျာအခုကျွန်တော်သမီးက9နှစ်တောင်ရှိနေပြီဘောလုံးကြောင်စိတ်ကူးတဲ့တောင်မထည့်တော့သူ့ရဲ့အိမ်မက်ကဘယ်လီရီနာဖြစ်ချင်တယ်အိုလံပစ်ဂျင်မနက်စ်တယောက်ဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်သားကွန်ကာလိုကတစ်ချိန်လုံးဘောလုံးကန်နေတဲ့ကောင်လေးပဲသူဘောလုံးကန်ပြီးဆိုရင်တစ်ခါဘောလုံး9လုံးတန်းနဲ့စီလိုက်ပြီးရင်တစ်လုံးပြီးလုံးကန်တော့တာပဲသူတို့နှစ်ယောက်လုံးတူညီတဲ့တခုတည်းသောအချက်ကတော့ကျောင်းသွားတဲ့မနက်တိုင်းကားထဲမှာနားထောင်မယ်တချင်းတစ်ပုတ်ပဲ United တချင်းမှာကျွန်တော်သားတချင်းစာသားအကုန်မစိုးနိုင်သေးပေမဲ့အများစုရောနှောပြီးတော့စိုးနေနိုင်ပြီတချင်းစာပိုင်းလည်းသူကောင်းကောင်းစိုးနေနိုင်ပါပြီမနက်၈နာရီမှာကိုကားနောက်ထိုင်ကုန်မှာ3နှစ်သားလေးက United တချင်းကိုဇက်တိုက်အော်ဆိုနေတာခင်ဗျားတို့စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါအဲ့ဒီဘိုင်းကတော့ကျွန်တော်သားအရန်ကြိုက်တဲ့အပိုက်ပဲပြီးရင်သမီးလေးကဆက်ပြီးတော့စိုးတယ်မနက်၈နာရီဒေါင်းဆိုတာနဲ့အဲ့ဒီတချင်းတန်တွေကိုကျွန်တော်ကြားရပြီဒါကြောင့်ကျွန်တော်သားသမီးတွေနဲ့တလောကလုံးက United ပရိသတ်တွေကိုကျွန်တော်တခုပဲပြောချင်တယ်မန်စီနဲ့ FA Black Final ပွဲကမလွယ်ဘူးဆိုတော့ကျွန်တော်နားလေကျွန်တော်ကလက်ရှိမှာရှိသိမ်းရှိလိုက်တဲ့အနေအထားမှာရှိမနေတာကိုလည်းနားလေပါတယ်ဒါပေမဲ့အခုကျွန်တော်ဝင်ဘလူးကွင်းကြီးကိုထပ်မံချီတက်နေကြကျေးဇူးပြုပြီးနောက်တစ်ချိန်လောက်ကျွန်တော်တို့ဘက်ကနေရက်တီပြီးတော့အားပေးကြပါဦးဒီဇာတွေကတော့2024ခုနှစ် FA Black Final မှာတိုင်ခင်မှာ Bruno Fernandes ပြောခဲ့တဲ့စကားတွေပါအဲ့ဒီနေ့က FA Black Final မှာ United က Man City နဲ့ရင်ဆိုင်ခဲ့ရပါတယ်Man City ကိုအောက်သင်းတစ်သင်းအနေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့အားလုံးက Man City ပဲနိုင်လိမ့်မယ်လို့ထင်ထားခဲ့ကြပါတယ်အဲ့ဒီမတိုင်ခင်နှစ်မှာလည်း Manchester Derby ပွဲကို FA Black Final မှာပရိသတ်တွေခံစားခဲ့ရပါတယ်အဲ့ဒီချိန်တုန်းက Man City ကနိုင်ခဲ့ပေမဲ့2024 Final မှာတော့ United တို့ Man City ကိုရှုံးကျွေးဆက်ပြီးတော့ FA Black ကိုစွတ်ကူးသွားနိုင်ခဲ့ပါတယ် Bruno Fernandes ကလည်းသူပြောတဲ့စကားအတိုင်းပဲအဲ့ဒီပွဲမှာခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်အသင်းတို့အရေးပါတဲ့ပေးပို့မှုတွေပြုလုပ်နိုင်ခဲ့တယ်လို့သူရဲ့ feint တစ်ချက်ကလည်းအသင်းတို့သွင်းကိုတကိုးဖြစ်စေခဲ့တာပါဒီပွဲမှာ Mainu Garnacho တို့က United တို့စောစီစီ2ဂိုးသွင်းပြီးတော့ဦးဆောင်ခဲ့ပါတယ်ပွဲပြီးကနေမှဒိုကိုက Man City တို့ခြေပါကိုတကိုးပြန်သွင်းခဲ့ပေမဲ့နောက်ထပ်ခြေပါကိုမရခဲ့ပါဘူးအဲကြောင့်လည်း United ကရှုံးကျွေးလဲဆက်ချန်ပီယံလည်းဖြစ်ခဲ့ပြီးတော့ Bruno Fernandes တို့ United ကစားမဘဝစူပလာတစ်လုံးကိုကင်မြောက်နိုင်ခဲ့ပါတယ် Bruno ကနောက်ပိုင်းခေတ် United ကပတိန်တွေထဲမှာပရိသတ်အားကိုးရပရိသတ်ချစ်ရပရိသတ်မုန်းရဆိုရတဘောင်းဆောင်ကိုခါးစည်းခံရင်းအသင်းကိုဆွဲတင်ပေးခဲ့ပါတယ်မြေမားတဲ့လောက်ခလာစာပြောင်းရွှေ့ကြီးတွေနဲ့စော်ရီမြေကိုပြောင်းဖို့အခွင့်ရခဲ့တာတော့မှ Bruno ကမပြောင်းဘဲ United မှာပဲတစ္ဆာရှိစက်နေခဲ့ပြီးတော့အခိုက်အတန့်တွေလည်းရှိခဲ့ဘူးပါတယ် United တို့ရလက်ဆိုးတိုင်းဂိုးပေါက်ပြောက်တိုင်းအသင်းကောင်းဆောင် Bruno ကလည်းထိတ်ဆုံးကနေဝေဖန်မှုတွေကိုခံစားရလိမ့်ရှိပါတယ်ဒါပေမဲ့သူဒီအသင်းကိုပြစ်ပယ်မသွားခဲ့ပါဘူး Rashford နဲ့တွဲကစားတဲ့အချိန်တွေတုန်းကဆိုရင်သူပြောမှုတဲ့စကားတစ်ခွန်းရှိပါတယ်မင်းငါပေးတဲ့ဘောလုံးတွေကိုသာကောင်းကောင်းအဆုံးသတ်နိုင်မှုအစင်းလေးပြင်ထားငါလူပေးမသွားလို့ပြိသက်စိန်ငါပဲခံလိုက်မယ်အေးအဲ့ဘောလုံးတွေကတစ်လုံးလောက်ပဲလွတ်လာရင်ဂိုးဝင်အောင်ဆုံးသတ်နိုင်မှုသာအသင်းပြင်ထားလို့ Bruno က Rashford ကိုပြောခဲ့ဦးပါတယ် Bruno ကဘောလုံးပေးတဲ့အခါစွန်စားလုံးတာကြောင့်ဘောလုံးအပြတ်များလိရှိတတ်ပါတယ်ဒါပေမဲ့သူပေးလိုက်တဲ့ဘောလုံးတွေကမတားဆီးနိုင်ဘူးဆိုလို့ရှိရင်ပြိုင်ဘက်နောက်တန်းတွေအတွက်တကယ်ကိုအန်ရရှိတဲ့ဘောလုံးတွေပါဒီလိုမျိုးထိ Bruno က United ပေါ်စိတ်နှစ်ပေးဆက်ခဲ့ပြီးဒဏ်ရာကြောင့်သူလွဲခဲ့တဲ့ပွဲရည်အတွက်ကလည်း6ပွဲပဲရှိခဲ့ပါတယ်နီးပြဆက်ဆက်ပွဲမရွေးကွင်းမရွေးတောက်လျှောက်ကစားခဲ့ရပေမဲ့ Bruno တယောက်ပွဲပန်းမသွားဘူးအသင်းအတွက်ပေးဆက်တာတွေရော့မသွားဘူးအကောင်းဆုံးပေးဆက်ဖို့အစဲခံပြီးတော့ကိုပြိုင်ဘက်တွေအတွက်အန်ရရှိတဲ့ဘောလုံးပေးပို့မှုတွေကိုပြုလုပ်ပေးဖို့ဆိုတဲ့အချက်တွေကို Bruno တယောက်ပြုပြင်ပြောင်းလဲသွားမှာမဟုတ်ပါဘူးခင်ဗျာ Old Trafford ကကျွန်တော်ရဲ့အိမ်မက် Bruno Fernandes